မင်္ဂလာပါဒီနေ့မှာတော့ at the end of the day ဆိုတဲ့အသုံးအနှုန်းလေးကိုအတူတူလေ့လာကြရအောင်သူ့မှာအဓိပ္ပာယ်နှမျိုးရှိပါတယ်။တိုက်ရိုက်အဓိပ္ပာယ်ကတော့နေ့တစ်နေ့ရဲ့အဆုံးသတ်ညနေဆောင်မှာလို့အဓိပ္ပာယ်ရပြီးတော့မှ idiomatic အသုံးအနှုန်းကတော့ဘာပဲပြောပြောနောက်ဆုံးမှာတော့ finally ဆိုတဲ့အဓိပ္ပာယ်ရပါတယ်။ဝါကြလေးတွေနဲ့အတူတူကြည့်ကြရအောင်။ Students always clean the classroom at the end of the day before they go home. ကျောင်းသူကျောင်းသားတွေဟာအိမ်မပြန်ခင်မှာစာသင်ခန်းကိုတန့်ရှင်းရေးလုပ်သွားလေးရှိတယ်။ Please submit your daily sales report to the manager at the end of the day. ကျေးဇူးပြုပြီးတော့ manager စီမှာတနေ့တာအယောင်စာရင်းကိုရုံးဆင်းတဲ့အချိန်မှာတင်သွားပေးပါIf you play games all afternoon, your phone battery will be dead at the end of the day. မင်းတနေ့လေလုံးဖုန်းကစားနေမယ်ဆိုလို့ရှိရင်ညနေဆောင်တဲ့အခါမှာမင်းဖုန်းအားကုန်သွားလိမ့်မယ်။ Idiomatic အသုံးအနှုန်းကိုကြည့်ကြရအောင်။ We can have many online meeting and discussions, but at the end of the day, we just need to increase our sales. Online ကနေအစည်းအဝေးပွဲတွေဆွေးနွေးပွဲတွေဘလို့ပဲလုပ်ဘာပဲပြောပြောနောက်ဆုံးမှာတော့ရောင်းအားတက်ဖို့ကအဓိကပဲ Going to a famous university is good, but at the end of the day, your hard work and skills matter the most. အမေကြီးတက်ကတူတက်ရတာကောင်းပါတယ်ဒါပေမဲ့ဘာပဲပြောပြောမင်းရဲ့ကြိုးစားမှုနဲ့အရေးအချင်းကသာအရေးအကြီးဆုံးပါ You can earn a lot of money and work 12 hours a day, but at the end of the day, your health is your real wealth. အနေအများကြီးရှာပြီးတော့တနေ့ကို12နိုင်လောက်အလုပ်လုပ်တာကောင်းပါတယ်ဒါပေမဲ့ကျမရေးကသာမင်းရဲ့ချမ်းသာမှုအဓိကအစစ်အမှန်ဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံမယ် Bye bye